喂，我别多的哪呀？哎呀，谁听得懵的呀？Okay guys အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Ocrab ဖြစ်ပါဒီနေ့ video မှာဆိုရင်တော့ကျွန်တော် mod ကုနဲ့ဆော်ရောင်းမယ်ပေါ့နော် mod ဆိုတာတဲ့အဒုံမနဲ့ရအဲ့ကိုအဲ့ဒါဒီဟာလေးပါနော် Okay ဆိုတော့ကျွန်တော်လေးဟိုဘုံဒီဘုံပေါ့နော်အကုန်လိုက်ဖွင့်တယ်ဖွင့်ပြီးရတယ်ကျွန်တော် hack call ပေါ့နော် survival hack call okay let's go စမယ် Okay ဝေလက်နေဝင်လာတဲ့ဒီနေရာမှာ spawn နေပါတော့ရာဒီနေရာကတော့ဘာလဲကျွန်တော်လည်းမသိဘူးကျွန်တော်လက်ထဲမှာတော့ဝေဘာလို့လက်နေရတော့စလာတဲ့လက်နေလက်ထဲမှာတော့ပစ္စည်းနှစ်ခုပေးရရင် okay ဒီကောင်တော့ထားလိုက်တော့ကျွန်တော်မကြည့်တော့ဘူးပေါ့နော်ရာဆိုတော့ကျွန်တော်ထုံးစံလိုက်တက်ခုံမယ် okay တလေးလေခုတ်ပြီးတော့ဆိုကျွန်တော် crafting table လုပ်မယ်ဝေမာတော့ပြီဘာသွားလုံနေရတော့Okay, sorry,ကျွန်တော် present table လုပ်မယ် okay, so present table လုပ်ပြီးဆိုရင်တော့ကျွန်တော်တို့ကဒီဘာလို့လက်နေရတော့ okay ကျွန်တော်ဟိုကြောက်တူးတော့တခုလောက်အောင်အိုးရအာမာရဘာလို့ okay ဘာလဲကျွန်တော်လည်းမသိဘူးဒါကတော့ flashlight တမီးပဲဖြစ်တယ်ပေါ့နော်ရောဟာမောအကောင်နဲ့ကျွန်တော်ဆက်ဖို့အဝေးလို့တယ် okay ဆိုတော့ကျွန်တော်ကြောက်တူးကြောက်ရင်တူးရမယ်ပေါ့နော်ရောကျွန်တော်ဒီကနေ့ဖြူပေးလိုက်အောင်မယ်ဖြူသွားရတော့ဘာတော့လိမ့်နေ okay let's go 喂，杀那个creeper နဲ့ညာပြီပေါ့နော်杀那个creeper နဲ့ညာပြီ okay တိုးလို့ရှိတယ်ဆင်းနေမယ်ပေါ့နော်ကျွန်တော်အဲ့ရလို့ပို့တော့ကတိပဲ let's go အဲ့ဒါနဲ့ကျွန်တော်အောက်ကိုတွားတယ်ပေါ့နော်တွားပြီးမှကျွန်တော်ကြောက်လေးပါလေးတူးလေကြောက်ကိုကျွန်တော်ဘယ်နဲ့တုံးလဲမသိတော့ဘူးပေါ့နော်ကျွန်တော်တူးလိုက်တာဆိုတော့ကျွန်တော်တို့lock picket တခုလုံးမယ် ace တခုလုံးမယ်တားတခုလုံးမယ်ပေါ့နော်အရောဝိဒါဘာကြီးလည်းမသိဘူး။ Okay ထားရတဲ့ဒီကောင်လည်းဘာကြီးလဲကျွန်တော်လည်းဒီကောင်ကကျွန်တော်နောက်မှcrab မယ်ပေါ့နော်။ရာကိုကျွန်တော်ဒါလေးဖြိုမယ်ဖြိုရင်ကျွန်တော်ပေါ်တက်မယ်။တိုးတော့တက်မယ်။ဆာရှာမယ်ပေါ့နော်။ဝေဇုံဝေဒီ okay မလောင်းတော့Okay ကျွန်တော်နွားတစ်ကောင်တွေ့ပြီနွားတက်ရမယ်ကျွန်တော်အစာရှားမယ်ဘလို့အစာရေးကြီးရယ် Okay ဝေအတန်ကြားရပါတန်လေးမသိဘူးကျွန်တော်ကြားနေရတယ်ပေါ့နွားရဘာဖြစ်တော့လဲ What the fuck ဘာဖြစ်တော့လဲနွားရဘာဖြစ်တော့လဲမသိဘူး Okay What the မော်ရီကောင်လုံးလိုက်ကျုံးနေတာပါဒီကောင်ဘာကောင်လို့အဲ့ဒါပဲကျွန်တော်လေဒီကောင်ဒီကန်းတွတ်ထားလိုက်တယ်ပေါ့နော်ကျွန်တော်တက်တော့ကျွန်တော်တိုင်နေကျွန်တော်ပဲတိမှာဆိုတီနေရပေါ့နော်ကျွန်တော်ပဲတိမှာဆိုတီနေရတော့ကျွန်တော်ဟိုဘက်ကိုတွားလိုက်တယ်တွားရင်ကျွန်တော်အမှပေါ့နော်ဝတ်တကောင်နှစ်ကောင်ပြေးလို့ဆိုမှကျွန်တော်တက်တယ်ပေါ့နော်ယောအမှတစ်ချက်ဝေဘာလို့မြုပ်သွားလဲဝက်ကအဲ့မှာကျွန်တော်ကြည်နေရင်းနဲ့ပဲတွင်ပြောင်းသွားပါလေခင်ဗျာဝက်ကြီးကတွင်ပြောင်းသွားကျွန်တော်လေးနည်းနောက်ဆုပ်ပြီးထွက်ပြေးရပေါ့နော်ဒီကျွန်တော်အဲ့လိုမျိုးလာအကောင့်လေးကတော့တင်ပြောင်းနေတာကျွန်တော်စာကြဘူးကမလွယ်တော့ဘူး Oh my god အစိတ်ဒီနဲ့မှုန်နေတာ Okay လေဟိုကျွန်တော်ဟိုကျွန်တော်ဟိုဘက်တော့ပဲကောင်းတယ်နော်ဆိုတော့ကျွန်တော်ဟိုဘက်ကိုတော့ရမယ်ဆိုတော့ရှောင်းမှာနော်တန်းတော့နဲ့ကျွန်တော်ဆင်းကားဘာလို့လဲဆိုတော့နေရာတိုင်းမှာဘာလို့ဒီတစ်ပင်တွေပေါက်နေရလဲပုံမှန်နေရာတိုင်းမှာဒီလိုတစ်ပင်တွေပေါက်လို့မရှိဘူးပေါ့နော်ဒါကျွန်တော်တခုတော့ရောက်နေတော့ကျွန်တော်တီးလိုက်အဲ့ဒီမှာကျွန်တော်ရေကူးမဟုတ်ဘူးတွားနေမှာဟိုဘက်ကမ်းမှာလေနဲ့တွားမယ်ပေါ့တွေ့တာမဲမနွားနှစ်ကောင်စပွန်းလာနေကျွန်တော်ဒီဘက်ကနေပြေးခဲ့ရတယ်အဲ့ဒီမှာကျွန်တော်ရေထဲကောင်ဆွဲခံရတယ်အဲ့ဒီမှာကျွန်တော်ဟိုဘက်ကိုကြည့်လိုက်တယ်အဲ့မှာကြက်တဲ့ကောင်တွေ့တယ်ကြက်တဲ့ကောင်စာရပြီပေါ့ကျွန်တော်တွားတက်လိုက်တယ်ပေါ့နော်ရအောင်မှစာတစ်ခုရချခဲ့တယ်ကြက်သားပဲရခဲ့ပေါ့နော်ကျန်တဲ့သားရကျွန်တော်မလုပ်ရဲဘူးဝက်ဆိုလဲပြောင်းသွားရင်ကျွန်တော်ရှုံးအောင်မဘေးမှာဝတ်တဲ့ကောင်ရှိအဲ့ဒါကျွန်တော်အချမ်းတကူရဘာလို့လဲဆိုတော့တစ်ပင်ကြီးရဲ့အပေါ်ကနေတွားရင်ဘာမှဖြစ်တော့ဘူးဆိုကျွန်တော်တစ်ပင်နဲ့ခုံးမှတစ်ပင်ကြီးရဲ့အပေါ်ကနေတွားနေပေါ့နော်တစ်ပင်ကြီးရဲ့အပေါ်ကနေခီးဆက်ခဲ့ပါလေခင်ဗျာဒီမှာကျွန်တော်ပေါ်တက်မှာတစ်ပင်ကြီးပေါ်ကနေခုံပြီးတော့တွားမယ်ပေါ့ဟုတ်လားကျွန်တော်အောက်ကအန်နေများလေ့ကြည့်ရမလားနွားရီကနေအကောင်ကြီးဖြစ်ဝတ်တွေကနေအကောင်ကြီးဖြစ်ကျွန်တော်လိုက်ကြောင်းကျွန်တော်မနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်လည်း
ဟိုတော့ဒီသွားနဲ့ကိပင်းနေပေါ်ကနေပဲသွားတယ်။ရောကိပင်းနေပေါ်နဲ့ခရစ်ဆိုင်နဲ့ကျွန်တော်နေရာတစ်ခုတွေ့တောင်ကုန်းကြီးပေါ့နော်တောင်ကုန်းကြီးကဘလို့တောင်ကုန်းကြီးကကျွန်တော်လည်းမသိဘူးဆိုတော့ let's go ပေါ့နော်သွားကြည့်မယ်ဆိုမှကျွန်တော်သွားမယ်ပေါ့ကျွန်တော်နည်းနည်းတော့လက်တယ်ပဲဘာလို့လက်နေလဲကျွန်တော်လည်းမသိဘူးအဲ့ဒီမှာကျွန်တော်သွားရင်းနေပေါ့သွားရင်းနေတောင်ကုန်းကြီးပေါ်မှာဆိုရင်တော့ဘာမှတော့မရှိတော့ဘူးပေါ့နော်တရားပိုင်းလည်းမသိဘူးခေတ္တတော့ဆိုတော့တောင်ကုန်းကြီးပေါ်မှာဘာမှမရှိတော့ဘူးဆိုကျွန်တော်တောင်ကုန်းကြီးကိုသွားမယ်ပေါ့နော်တော့အမေဆိုပြီးမှကျွန်တော်ဒီဘက်ကနေပြန်လဲမှရေထဲကိုခုန်ချပြီးရင်ဟိုဘက်ကန်ကိုရောက်ဟိုဘက်ကန်ရောက်ပြီးဆိုကျွန်တော်အတုံးနဲ့ဆင်းမပေါ်တက်တယ်ပေါ့နော်အဲ့နဲ့မှအကျွန်းစောက်ဘလုံးနေပေါ့နော်ကျွန်တော်အတုံးချိုင်းနေဟိုဘက်ကတုံးချိုင်းဟိုဘက်ကိုပြန်သွားကျွန်တော်တော်လေးလုံနေရောနော်ကျွန်တော်လေးလုံမှကျွန်တော်ဒီဘက်ကိုတက်တယ်လို့တက်ပြန်နေကျွန်တော်ဟိုဘက်ကိုတက်တယ်ပေါ့နော်ရောဆိုတော့ကျွန်တော်အကောင်းဆုံးနဲ့ကြည့်လိုက်တယ်အမှကျွန်တော်နေဝင်တော့မှကျွန်တော်တည်နေပါဟိုအဲ့နဲ့မှကျွန်တော်ပြုတ်ကြတော့မျိုးဖြစ်သွားတယ်ဆိုတော့ကျွန်တော်အပေါ်ပဲဆက်တက်တယ်ပေါ့နော်ကျွန်တော်ပေါ်ပဲဆက်တက်တယ်ဝေးပြုတ်ကြတော့မယ်ကျွန်တော်ပေါ်ပဲဆက်တက်မယ်ဝေးကျွန်တော်မှခဏပြုတ်ကြလို့ဖြစ်တယ်အဲ့ချိန်မှာကျွန်တော်အပေါ်တက်ဖို့ဆိုတသားတွေအများကြီးလိုမယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်အောက်ကနေဆင်းမှတသားထပ်ကုတ်ခဲ့ရရောကျွန်တော်တသားထပ်ကုတ်ခဲ့ပါရဲ့တသားခုန်နေနဲ့ကျွန်တော်ဆင်းလာရပေါ့နော်အသက်ဆက်ရှင်မှုအတွက်အသားတွေအစာတွေဘယ်ရမှာလဲကျွန်တော်ကြွားတွားလိုက်တော့မှရွာသားတွေအဲ့လိုဖြစ်နေနိုင်တယ်ဆိုတော့အဲ့ချိန်မှာကျွန်တော်တောင်ဝန်းပေါ်မှာအိတ်တလုံးဆောက်ဖို့တွေးလိုက်တယ်ပေါ့အဲ့နဲ့ကျွန်တော်တသားကြီးဆက်ခုတ်ဒီမှာတသားကြီးလည်းခုတ်ပြီးဆိုတော့ကျွန်တော်ကောင်းကင်ဘုံထက်ကြည့်လိုက်တယ်နေတော်ဝင်နေဆိုမှကျွန်တော်တသားတွေကိုအချောကင်လိုက်တယ်ပေါ့နော်အချောကင်ပြီးရတဲ့ကျွန်တော်အပေါ်တက်မယ်ဆိုတော့အတုံးလေးဆင်းပြီးပေါ်တက်မယ်ပေါ့နော်အတုံးလေးဆင်းမယ်တုံးလေးဆင်းပြီးပေါ်တက်မယ်ဆိုတော့ပေါ်တက်ခေါင်းလာတိုင်နေတယ်โอเคဒါကကျွန်တော်ပေါ်ရောက်ပြီဆိုတော့ကျွန်တော်ဘေးကိုကြည့်လိုက်အဘက်တောင်ကုန်းပေါ်လည်းမဆိုးဘူးပေါ့နော်ဒါပေမဲ့ဒီအချောင်းကြီးကဘာကြီးလဲဆိုကျွန်တော်တွေးနေဟိုဒါကြီးကဘာကြီးလဲကျွန်တော်မသိရနဲ့ပေါ်ကောင်းကင်ဘုံထက်ကြည့်လိုက်အဲ့ချိန်မှာတော့ကြီးကိုမှောင်နေပြီဆိုရင်ဒီထောက်ရောက်နေရပေါ့နော်အဲ့နဲ့ကျွန်တော်လည်းညအပေါ်ဝဲဆက်တက်တယ်โอเคအပေါ်ရောက်လာပြီဆိုကျွန်တော်အပေါ်ကြည့်လိုက်တယ်ဒီပေါ်မှာလုံခြုံမဲ့ထင်လားပေါ့ကိုမှတော့ဘာမှမရှိတော့ဘူးဆိုမှကျွန်တော်တွေးရတယ်โอเคဒီခုနအချောင်းကြီးဒီကနေရေကျနေရပါတော့ရောအဲ့ချိန်မှာကျွန်တော်အုံတော့မရှိတာကျွန်တော်အဲ့ရေကနေတက်သွားလေးရတယ်ဖင်ရမ်းကျွန်တော်ဒီဘက်ကနေသွားနေတာပေါ့နော်ရထားလိုက်ပါအဲ့နဲ့ကျွန်တော်လာရုပ်ထက်ကြည့်တယ်လာရက်တော်ကြီးနေပြီမောင်နေဆိုတော့ကျွန်တော်ဟိုတော့တီသွားပါတော့ဒီအပေါ်ဆက်တိုင်လဲမှာကျွန်တော်ဇွန်မီတန်နေနဲ့ကြားနေရတယ်ပေါ့နော်ဇွန်မီတန်နေနဲ့ကြားနေအောင်ကျွန်တော်လဲဆက်တော့ရင်ကောင်းမှမတော့ရင်ကောင်းမှစဉ်းစားနေအဲ့နဲ့အပေါ်နေနဲ့တက်တယ်အမုန်းတက်နေနေကျွန်တော်ဇွန်မီတန်နေကြားရတယ်ပေါ့နော်ဇွန်မီတန်နေကြားအောင်ကျွန်တော်ဘေးလေးကားလိုက်တယ်အောက်လဲစကယ်လီတန်တူရင်အောက်ကြောက်ရှောမှာပေါ့နော်အဲ့နဲ့ကျွန်တော်ဘေးလေးကားလိုက်အဲ့ချိန်မှာကျွန်တော်စဉ်းစားတယ်ကျွန်တော်တယောက်တည်းဒီမှာအသက်မရှင်နိုင်လို့ဆိုတော့ကျွန်တော်လာလဲပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်စောက်ဝဲမလို့လေကျွန်တော်စောက်ဝဲဆိုတော့ကျွန်တော်တယောက်တည်းအသက်မရှင်နိုင်တော့ကျွန်တော်လူကောမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့လူကောတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်ဆုံးနေကြည့်ပြီးရတဲ့ကျေးဇူးတင်တယ်ပေါ့နော်ကျွန်တော်Microsoft တက်တဲ့လူတွေကိုကျွန်တော်ကော်မိုင်းဖြစ်ပါတယ်9ယောက်ပဲပေါ့နော်9ယောက်ပဲကော်မိုင်းကျွန်တော်လည်းဆို6ယောက်ဆိုတော့ကျွန်တော်ပါချိန်တော့ကျွန်တော်လာပြောလို့ရမှာလေ TikTok ကနေလာပြောလို့ရပါခင်ဗျာဆိုတော့အိမ်နေနဲ့စောက်တက်ရမယ်။နေစပိုင်ပင်နေနဲ့စောက်တက်ရမယ်ပေါ့နော်။အဲ့လိုဆိုရပါပြီခင်ဗျာ။ကျွန်တော်ဆုံးနေကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။